အားလုံးပဲမင်္ဂလာပါဒီနေ့တော့ admin ပြဿနာရှိရပါတော့အဲ့ပါလဲဆိုလို့ရှိရင် admin က Japan region account ပေါ့နော် TikTok account တွေကိုစာပစ်ကြည့်ပြီးတော့ဖွင့်ပြနေပြီဖြစ်ပါတယ်စာပစ်ကြည့်ရလဲအများကြီးမဟုတ်ပါဘူးမြန်မာငွေ2000ခွဲကျပ်ထဲပါနော်2000ခွဲကျပ်ထဲပါအဲ့တော့ကိုကစီဝ TikTok မှာစီဝါရေးလုပ်ချင်တယ်ဈေးရောင်းချင်တယ်ဗာညာတာကပေါ့ကချင်တယ်ဘယ်လိုပဲဖြစ်ဖြစ်အဖွဲ့လိုချင်တယ်ဆိုလို့ရှိရင် admin စီမှာလာရောက်ပြီးတော့ရုံကြီးနဲ့အနှံလို့ရပါတယ်မဲတခုတော့ရှိပါတယ်TikTok modernization ရှောက်တယ်ဆိုတာချက်ချင်းမရပါဘူးဒီဘက်ကိုမှအရင်ရှိဖို့လိုပါတယ်ပြီးတော့ကိုမှ followers ရှိဖို့လိုပါတယ် follower 1000ရှိလို့ရှိရင် online ကနေ TikTok short လုပ်လို့ရတယ်ပေါ့နော် follower 10k ပေါ့နော် 10k ရှိမှသာလျှင် modernization ရှောက်လို့ရတာရှိပါဖြစ်ပါတယ်modernization ရှောက်မယ်ဆိုလို့ရှိရင်လည်းသူတို့မှာသတ်မှတ်ထားတဲ့စီကံတွေရှိပါတယ်အစီကံတွေကိုလည်းလိုက်နာဖို့လိုပါတယ်ကလို့စီကနေမလိုက်နာဘူးဆိုရင်တော့TikTok ကဝန်နေပြီးတပါတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ် TikTok account ဖွင့်ကျင်တယ်ဆိုလို့ရှိရင် animation မှာလာရောက်စမ်းလို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ် bye bye